ထောင်ဆုံးနေတဲ့ဆိုင်မုတ်ကြိုင်ဟုတ်တယ်လေပုံမှန်နံပါတ်ဖလားနံပါတ်ပုံမှန်သိတယ်ပြီဘူးလားပုံမှန်ဩဆရာလေဟုတ်ကဲ့ဆရာအဲ့ဒါနိုင်ငံတော်ပုံမှန်မှုပါဆရာပုံမှန်6တင်20တော့6ရပါဆရာနိုင်ငံတော်ပုံမှန်မှုပါပုံမှန်6တင်20တော့6ရပါဆရာအဲ့တော့ပုံမှန်6တင်ကွာနိုင်ငံတော်ပုံမှန်မှုပြီး20တော့6လိုက်လို့ရတယ်မဟုတ်ပါဥပဒေကိုလာမလုပ်နဲ့အဲ့ဆိုရင်တပင်ကောင်းရင်အဲ့လိုလို့ဆိုရင်အများကြီးခေါ်ရင်ဟောအများကြီးလို့ချမ်းသာမဟုတ်ပါဘူးပုံမှန်မရှိလားအဲ့ဒါကဥပဒေမရှိတာသူကဥပဒေဧရိယာပြင်ပရောက်ပါဥပဒေဧရိယာပြင်ပါထားရရအဲ့ဆိုရင်ကျွန်တော်ဒီပေါ့နော်မင်းမလေးတယောက်ကောင်မလေးတယောက်အလိုမတူရဲနဲ့ဟုတ်တာလောက်တာပေါ့ဟုတ်တာလို့သိရလားပါလေလုံလူနဲ့ဟောတာလောက်တယ်မင်းကတော့မရင်းကျင်တာကျွန်တော်ကအဲ့လိုနှုတ်ကျန်းရှာကျန်းနေမပြောတော့ဆရာကိုလုပ်ပါလေအဲ့ဘောကပြပါလေအဲ့လိုမျိုးကြတော့ဒါပုံမှန်နဲ့လားပုံမှန်ပါပုံမှန်ပဲဘူးလားအဲ့ဒါကျွန်တော်စမ်းတယ်ပြီးသားပါလေဆရာကျွန်တော်ပဲပြီးပုံမှန်ပုံမှန်ငါလည်းပြီးပြောပုံမှန်306ပါဆရာထောင်နဲ့6နဲ့ပါဆရာပုံမှန်6ပါထောင်နဲ့3ကို6ချလို့ရတယ်မင်းရတယ်ဆရာပြောင်းပြန်ကြီးပြောင်းပြန်ပြတ်တက်လိုက်ပါရောတက်လိုက်ထားလေမတရားလိုက်ပါအဲ့ဆိုရင်ဒီအဲ့လိုဖြစ်နေတဲ့အချိန်မှာမတော်တဆပဲဖြစ်ဖြစ်တမင်တကာပဲဖြစ်ဖြစ်အဲ့ဒီကောင်မလေးကတေဝိုင်းဟုတ်တော့အဲ့ဒါမင်းရတယ်ကွာအဲ့ဒါကရှားစိုးမှုဖြစ်သွားပြီရှားစိုးမှုလူတယောက်ကိုရည်ရွယ်ချက်ရှိမသေးမချင်းအချက်ပေါင်းများစွာထိုးတတ်တဲ့အမှုပုံမှန်နဲ့မဖြစ်ပါဘူးလေပုံမှန်ကြီးဒီဥဒေပြပါလားသူတစ်ချက်ကို10နှစ်ချပုံမှန်မရှိဘူးသူကရေးတစ်ချက်ကို10နှစ်ဟုတ်တယ်ဒီကောင်ဘာတစ်ချက်ထိုးလဲဟုတ်တယ်ဘေးကအချက်ပေါင်းမူပြီးတယ်ဟုတ်ကဲ့ကဲခုနအမှုကြားလူကြီးညဉ့်ညံထိရှင်းပေးပါမင်းကအိမ်တော်မှုကိုနိုင်ရင်းနေဟုတ်တယ်မင်းကရှင်းဝေတရားကြည်ဟုတ်တယ်အဲ့တော့မင်းတို့နှစ်ယောက်ကတယောက်ကစကိုင်းနဲ့တယောက်ကကတ်ဆိုတော့ဟုတ်တယ်ပုံမှန်လေးတယောက်ကလင်တယောက်ကမရတယောက်ကလင်တယောက်ကမရဆိုတော့မင်းတို့နှစ်ယောက်အပြစ်မရှိဆရာပေါ့မင်းတို့နှစ်ယောက်အပြစ်မရှိဘူးဟုတ်တယ်အပြစ်ရှိတာဟိုဘက်ကအကောင်ခင်ဗျာအဲ့တရားဥပဒေနဲ့ဆိုင်တဲ့ဟာလေးတွေကျွန်တော်ဆွေးနွေးချင်ပါတယ်ကြာအဲ့ဒါတော့ကြားမဟုတ်ပါဘူးကျွန်တော်ငယ်ငယ်တော့ကျွန်တော်သင်ငယ်တော့လည်းပါခဲ့တယ်ဟာမူရာဘီကိုဘာဥပဒေကိုဒါပောက်ခဲ့ရတယ်ပြောဟာနေလေဟာမူရာဘီကိုဒါဥပဒေဟာမူရာဘီကိုဒါဥပဒေအဓိပ္ပာယ်ကိုရှင်းရတယ်ဆိုရင်ဖြင့်သူက an eye for an eye a tooth for a tooth ညလုံးတစ်လုံးတော့ညလုံးတစ်လုံးပွားတစ်ချောင်းတော့ပွားတစ်ချောင်းပြန်ပြီးစား a ball for a ball ဘောတစ်လုံးတော့ဘောတစ်လုံးဟုတ်တယ်လေအဲ့ဒါလေကိုဒါဥပဒေပဲဟောလေးဘောဘောဟုတ်ပါပြီ။အဲ့ရပူရာဘီကိုတော့ဥပဒေတော့တပြီတော့ကျွန်တော်ဆွေးနွေးချင်ပါတယ်ဗျာ။ဟုတ်ကဲ့။အဲ့တော့ကျွန်တော်လည်းဆွေးနွေးမယ်။ဟမ်။အဲ့ကိုတော့ဥပဒေအကောင်းတယ်။ဟုတ်ကဲ့။နော်။တန်ကြည့်ပြန်ပေးစမ်း။မှန်တယ်။အဲ့တော့ကျွန်တော်ဟိုတလောတော့ကကျွန်တော်ညီမဝင်းခွဲလေးရှိတယ်ဗျာ။ဟုတ်ကဲ့။ကျွန်တော်ညီမဝင်းခွဲလေးကျွန်တော်တူနေတယ်။ဒါပေမဲ့တရက်ကြတော့ तू ကဟိုဘက်တလန်းကျော်ကကောင်လေးတယောက်နဲ့ရှင်းကန်။ရှင်းကန်။တောက်လို့မရဘူး။တောက်လို့ဘာဖြစ်တာတော့ကြီးငန်းနဲ့ကြီးကြိုက်ကြချစ်ကြိုက်ကြတော့သူတို့လက်လွတ်ချေလို့နေပြည့်ပြီကျွန်တော်ညီမဝမ်းခွဲလေးပါကိုဝင်ရှိအောင်ကောင်းกินလိုက်တော့ဟာလေတီဦးလေးအကင်ပို့လေးအဲ့ဒီမှာစီဘူးများกินတော့ပို့ချေလို့လက်လွတ်ဖြစ်တော့ဘန်းစကားနေနေပြောတာကျင်ခံလိုက်ရတယ်ဟောစပါဘောတော့လို့ဟုတ်ကဲ့အဲ့နဲ့ဘာကြည့်တော့ငါတော့ကြည့်တော့ဒီလေးမိသားစုသားသမီးဒါလက်ထက်လိုက်တော့ဟုတ်တယ်အဲ့ဒီကောင်ရှောက်ကြီးတယ်အဲ့ဒီကောင်ဒါလူလုံးမှာအဲ့တော့ကျွန်တော်တရားရုံးတွေပါလည်းမရောက်ချင်အမှုလည်းမပုတ်ချင်ဘာလို့လဲလက်ချက်တရားရုံးလို့
နော်ဥပဒေနဲ့ပတ်သက်တဲ့နေရာဒေသတွေကြီးတဲ့ကြီးကျယ်တဲ့နိုင်ငံအရေးတွေလုပ်အချိန်ပေးရနော်ခလုတ်တိုင်နဲ့တိုင်နေလို့ရှိရင်အခုကပြီးတော့မှာမှန်ပါလေအဲ့တော့ကျွန်တော်ကိုရဥပဒေဝယ်ဆွဲကန်တယ်ဟာကြိုက်တယ်ဗျာဘယ်လိုလုပ်လဲကျွန်တော်ညီမကိုဘိုက်ကြီးအောင်လုပ်တဲ့ဒီကောက်ဘိုက်ကြီးအောင်ကျွန်တော်ပြန်လုပ်လိုက်ဟာဗျာယောက်ျားချင်းချင်းဘယ်လိုဘိုက်ကြီးအောင်ဘယ်လိုစိတ်ထည့်ရလဲကိုရှင်းပြဖို့ပြောပါဒီကောင်ညနေတိုင်းကခေါ်တယ်ဟာခေါ်ပြီးရင်ဒီကောင်ဘီယာအဝတ်တက်တော့ပူလာပြီကျွန်တော်ပူလာပြီတော့ကျွန်တော်ပူလာဒီမှာတယောက်လေးရှိကိုကျင့်ဟမ်အဲ့ဒါဟိုဘက်ကတယောက်များလားကြည့်မယ်မကောင်းဘူးကွာဘာမဟုတ်ပါဘူးကဲကဲတော့နဲ့ပြောတာပါကောင်းပါပါတယ်ကျွန်တော်တို့အဲ့ပြတ်တော့လည်းမပြတ်သင့်ဘူးဟုတ်တယ်ကသူကကန်နေလို့ဇောနဲ့ရှောက်တယ်အဒီရှောက်ပါနေတယ်အာတတိရှိဟောမကောင်းဘူးကွာဟုတ်ဘူးပြောအခုပြစ်ဆုံးတာမဟုတ်ဘူးတမရစားနေတယ်မကောင်းလားဟာငါတို့မကျွန်တော်တို့ဖွင့်ရမဟုတ်ပါဘူးလို့နော်ငါတို့မပါတတ်ပါဒီကသူမကန်တဲ့သိနေပြောတာစိုက်ညာပါတယ်နော်မဆိုင်ငါတို့မပါဘူးအဲ့လောက်တော့မကန်ဘူးခင်ဗျာအဲ့လောက်တော့ကန်တယ်ဘာမကောင်းတာလဲရှင်းကျမ်းမာရင်မကောင်းဘူးကွာသူကတိုင်းပြည်အရင်အလုပ်လုပ်နေတာနှလုံးအောင်ဆက်တိလောက်တက်တာဘယ်လောက်သနာလို့ပေါ့ဒီတော့ကျမ်းမာရင်ကြည့်တော့လို့မလို့ရေမမစေတော့မှဆက်တဲ့တော့ငန်းပေါက်နေလားမသိဘူးကောင်းစေရမှာပြောမယ်မိဘပြည်သူများအင်မတန်ရင်ကြီးတင်ပြတဲ့စကားလုံးလေးပါဟုတ်တယ်မိဘပြည်သူများပြည်သူလူထုကိုယ့်ရဲ့မိဘတွေသဘောထားတယ်ဆိုတာအင်မတန်မှရင်ကြီးတင်ပြပြီးနာဝင်ချူသောစကားလုံးမင်္ဂလာရှိအောင်ပါပါမင်္ဂလာရှိတဲ့စကားလုံးဒါလည်းတော့ပြရဖြစ်ခလားနာဝင်ချူသောစကားလုံးအဲ့တော့ဒီကောင်းစဉ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံကြီးအခုလုံးမိဘပြည်သူများအားလုံးပေါ့နော်ထပ်အောင်ဆုံးပြောချင်တာနိုင်ငံဆိုတာဘာလဲနိုင်ငံဘို့နိုင်ငံလေးဒီနိုင်ငံဆိုတာနိုင်ငံရှိနေတယ်ဟုတ်နိုင်ငံဆိုတာဘာလဲပြောရနိုင်ငံဆိုတာနိုင်ငံဘို့ဟာဒီမချင်မှတ်တာနိုင်ငံဆိုတာမြေကြီးဒီမြေကြီးကိုနိုင်ငံခေါ်တာဟုတ်တယ်မြေကြီးဆိုတာဘာလဲဟုတ်တယ်မြေကြီးဆိုအမုံမုံလေးမြေကြီးအမုံမုံလေးအဖုနေပါပါမြေကြီးပေါ့မြေကြီးဆိုတာတိုင်းပြည်မဆိုပါဒီတိုင်းပြည်ကြီးကမြေကြီးပဲဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ဒီတိုင်းပြည်ဆိုတာဘာလဲလို့ခက်ပြီးဘယ်လိုဖြစ်နော်တိုင်းပြည်ဘောကမင်းရလေနော်တိုင်းပြည်ဆိုတာအဲ့ဒါပါကချင်ကရားကရင်ချင်းမောမြန်မာရခိုင်ရှမ်းတိုင်းသားတွေစုစုစည်းစည်းနေထိုင်ရအရက်လို့အဖြစ်ပဲအော်ပြည်တော်စုဟုတ်တော်စုတိုင်းတွေကဟုတ်ကဲ့နော်စီစီလုံးလုံးနေထိုင်ရအရက်ဟုတ်တယ်အဲ့တော့ငါဟိုတချင်းလေးသွားတည်းရလက်ချင်းကိုကြီးထွက်ရတဲ့ချင်းလေးဟုတ်တယ်စီလုံးချင်းတွားတဲ့ချင်းလုံးရှိတယ်လေကိုကြီးဒီကိုမြာစီလုံးချင်းပြာချင်းလေးတိုင်းစီလေးပြတယ်အဖေတွားဒီလိုချင်းလေးပေါ့ဒီဖုန်းဆက်the chilling die see me down hey the chilling die see me down hey စီလုံးချင်းတဲ့ချင်းဒါလည်းတော့ကျွန်တော်မြန်မာနိုင်ငံတော်ကြီးဟာအင်မတန်ခမ်းနားခဲ့တာကွာခမ်းနားတာပေါ့ဥပမာပကံဟိုပဲကြည့်ဖျားစီဒီတို့တွေဘလောက်ပေါ်များလဲအာများတယ်ဟုတ်တယ်ပကံဆိုဟိုချင်းကတည်းကဟိုချင်းကတည်းကလို့အဲ့တော့ဒါချင်းလေးနဲ့ပြင်ထားတယ်ဟေးရဲ့ဦးရဲ့ကျူရဲ့စိတ်ရဲ့ဟေးရောင်စလာတဲ့ပန်းနဲ့ဖုန်ပွေတယ်ချင်းလေးနဲ့ရှိတယ်ဒါဖေးမပူနေတယ်ချင်းလေးနော်အဲ့တော့ကျွန်တော်
ဆိုလို့ရှိရင်ဗျာကျွန်တော်တို့ဒီငယ်လေးရပညာရေးဆိုတာအရေးကြီးတယ်လေ啊，你家爷那边嘞？ အဲဆိုငယ်တော့မှကျွန်တော်ကြောင်းတက်ခဲ့တဲ့အချိန်ဆိုချိုးတချင်းလေးသွားတည်းရတယ်都别别都别，都别， တချင်းချင်းလေးအိုးဦးပါလေ20တင်တာကြည့်အဲ့ဒါကြီးတော့ကောင်းတယ်ဒါဟိုလူငယ်တွေရဲ့ကြောင်းသားဘဝကိုအရင်ပုံပြထားတဲ့ချင်းလေးဟုတ်ကဲ့လောလောပါလေကြောင်းမရလေကြောင်းအတန်ကတ်သွားတယ်ဟောအတန်ကတ်သွားအများကြီးဆိုနေတော့လေကြောင်းSwim a hollow, down there.
ကြီးအောင်ဟာလေတေချာတွက်ကြီး 3.7 လောက်ပဲရှိတယ်ခင်ဗျားဖေးလိုက်ပါလေးစားတော့ဟောတာ အားပြောကောင်းပါလေတော်တော်လေးကောင်းပါလေဟုတ်တယ် TVB ကိုဖြစ်ပါလေ ဟုတ်ပါလေ